M series ပွဲတွေမှာဘန်းရင်ဘန်းမဘန်းရင် fat pain တွေလောက်ထိလူကင်နေတဲ့ Melisa ရဲ့ Jujutsu Kaisen skin ကတော့ Mobile Legends လက်အောင်ကြောင်းလေးကိုရှောက်ရှိနေပါပြီခင်ဗျာ Razornian ညီကိုရီနဲ့ Ram မြန်တက်ဖို့ Melisa ကင်ဖို့ကျွန်တော် recommend ပေးခြင်းနဲ့ Melisa အနေနဲ့ fighter goal lane တွေဖြစ်တဲ့ Baguiro Freya ဒီကောင်တွေလောက်ကိုဒဲပြီးတော့ရှင်းလို့ရတယ်ဒါအပြင်ကို Demon တို့ Golden Stat တပည့် item ထွက်လာပြီဆိုရင်ဟို Melisa နဲ့ဗရေတိုင်းလို့ light join ပြီးတော့တာတယ်တွေလော့တွေမှာကိုယ့်ဘက်တင်းတောင်လို့စောလို့ရတယ်ကျွန်တော်အနေနဲ့ရော skin တက်ဖို့ skin ရှိဖို့လိုတယ် skin လေးနဲ့စောလိုက်မှဒီ hero ကပို့ပြီးတော့ mobility မြင့်လာတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ် brother အနေနဲ့ရောဒီ Melisa ကျန်းလာဒီမေတာမှာ Melisa ကင်ပြီးတော့ run တက်နေတဲ့ညီကိုတွေ comment မှာမှန်းခဲ့ပေးလို့ရပါတယ်Jujutsu Kaisen skin အနေနဲ့တော့ Melisa ရင် Julian Xavier ဆိုပြီး၄កောင်ပါတယ် skin back file ကိုလိုချင်တယ်ဆိုရင်တော့ Julian skin ကိုယူပါဒါအပြင်ကိုတာမန်ပုံစံနဲ့ Maxman fan နေဆိုရင်တော့ကျွန်တော်အနေနဲ့ Melisa ကိုယူဖို့ recommend ပေးချင်ပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်ကျွန်တော် DB ဖြစ်ပါတယ်